ဖြူတီနဲ့အင်းလေး trade ပြေးပွဲသွားဖို့အတွက်ဝစ်စားတွေထုံနေတာပါ18ရက်နေ့မှာဖြူကအင်းလေးမှာ33ကီလိုမီတာပြေးမှာဖြစ်ပါတယ်အဲ့ဒီမှာပြေးပွဲနေလေးမှာဝစ်မဲ့ဝစ်စားတဲ့ gear စီးပေါ့နော်ဘာလေးတွေသုံးလဲဘာလေးဝစ်လဲဆိုတာကိုဖြူပြချင်တဲ့အတွက် develop လေးကိုလောက်ရခြင်းဖြစ်ပါတယ်ဆိုတော့ဆက်လက်ပြီးတော့ကြည့်ပေးကြပါအောင်ရှင်ဒါလေးတွေကဖြူတိုင်ဝင်းနေကြရင်သုံးမဲ့ gears လေးတွေယူသွားမဲ့ gears လေးတွေနဲ့ဝစ်မဲ့ဝစ်စားတွေပါဝစ်စားကတော့ဖြူဝင်းနေကြအဝစ်ပဲဝစ်ပါတယ်ပြီးနေကြအဝစ်ပဲပေါ့နော် vest ကလည်းဖြူ marathon ပြေးတော့လည်းဒီ vest ပဲtraining လုပ်တော့လည်းဒီ vest နဲ့ပဲဆိုတော့အဆင်ပြေပွန်းနိုင်ပါတယ်မရှိတဲ့အတွက်ဒီ vest ပဲယူရပါမယ် vest မှာရေဘူးနှစ်ဖက်ပါတယ်ရေဘူးကတစ်ဖက်ကို900တီဆိုတော့1လီတာပါပါတယ်ဘောင်းမီကကြတော့ချောင်ချီပေါ့နော်အဓိက comfort ဖြစ်တဲ့ဘောင်းမီပေါ့နော်ပွန်းပေးတာမရှိတဲ့ဘောင်းမီမျိုးကြပြီးလို့ရှိရင်အသားတွေမပွန်းမဲ့ဘောင်းမီမျိုးပေါ့နော်ပြီးတော့အိတ်ကက်တွေနည်းနည်းလေးပါတဲ့ဟာမျိုးယူသွားတယ်ဒါလေးကကြတော့ဖြူ vlog ရိုက်ဖို့အတွက် Insta 360 ultra လေးယူသွားမယ် Vaseline ပေါ့နော် Vaseline ကကြတော့ဖြူပေါင်ပွန်းတာတွေနောက်ပြီးဂျိုင်းပွန်းတာတွေလေရင်ပွန်းတာတွေဖြစ်မှာဆိုလို့ဒီ Vaseline ကိုလေးမှာမယ်နောက်ပြီးခြေထောက်ပေါ့နော်ခြေထောက်တွေခြေချောင်းကြားတွေ blister တွေမထအောင်ညီကြီးဘူးမထအောင်ကာကွယ်ဖို့အတွက် Vaseline လေးမှာမယ်ချီအိတ်ပေါ့နော်နောက်ပြီးချီအိတ်ရဲ့ဒီ compression socks တွေကဒီနှစ်ခုကဖြူ marathon တော့ကဒီနှစ်ခုပဲဖြူတုံးခဲ့တာပေါ့နော်တောက်လျှောက်မှာဒီ42ကီလိုလုံးကိုဖြူလုံးဝအကြီးကြီးဘူးမထဘဲနဲ့အဆင်ပြေပြေနဲ့တုံးခဲ့တာအဆင်ပြေတဲ့အတွက်အသစ်မတုံးမဲနဲ့ဒါကိုပဲဖြူဆက်ဝယ်ပါမယ်ပြန်ဝယ်ပါမယ်ဒါလေးက wind breaker လေးပါ wind breaker ကမနက်စောစောတာလှုပ်မှာဖြစ်တဲ့အတွက်ရာသီဥတုကအေးမှာလေတိုက်မှာဖြစ်တဲ့အတွက် wind breaker လေးလိုပါမယ်ဒါလေးကကြတော့ emergency blanket ပေါ့နော် emergency blanket လေးယူသွားမယ်ဒါလေးကကြတော့ pin number ချိတ်ဖို့အတွက်ကြိုးလေးပါဒါလေးကကြတော့လက်မောင်းမှာဆွတ်မယ်ဒီ sleeve လေးပေါ့နော်ယူပြီးပါတဲ့ဟာလေးပေါ့အဲ့ဒါလေးလည်းယူသွားပါမယ်နောက်တစ်ခုကနာရီပေါ့နော်နာရီကတော့ဖြူမြေပုံထည့်ပြီးပါပြီဖြူပြေးမဲ့33ကီလိုအတွက်မြေပုံထည့်ပြီးပါပြီဒါလေးကတော့နေကမျက်မှန်လေးပါဒါလေးကပိုးပေါ့နော်ပိုးတစ်စုံယူသွားပါတယ်ဒီလမ်းတွေမှာ elevation တွေကြာရင်ပိုးသုံးလို့ရှိရင်လူနဲ့ energy နည်းနည်း save ဖြစ်တယ်ပေါ့နော်အဲ့တော့ပိုးလေးယူသွားတယ်နောက်ပြီးဒါလေးက sun block လေးပါ sun block ကကြတော့ဟိုပြေးတဲ့အချိန်မှာတော့မြူအားပေါ့နော်ရှေ့ပိုင်းမှာပြေးခင်မှာတော့ sun block လေးဖြန်းသွားပါမယ်ဒါလေးက wet tissue ပါ wet tissue ကတော့လမ်းမှာအပေါ်ဖြစ်ဖြစ်အလေးဖြစ်ဖြစ်ဆိုမိရင်သုံးဖို့အတွက် wet tissue လေးယူသွားပါမယ်ဒီကလိုတိုးခဲ့ရရင်ပေါ့နော်ဒါလေးကကြတော့ဒီ tape လေးပေါ့နော် tape လေးကကြတော့ဒီကို့မှာ injury ဟို prevention လုပ်ချင်တာဖြစ် injury ရှိနေတဲ့နေရာပဲဖြစ်ဖြစ်ပေါ့နော်ဒီ tape လေးဆွဲထားလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဖြိုးကဒီတိုင်မွေးငင်တရက်မှာ tape လေးဆွဲထားပါမယ်ဒါလေးကကြတော့ cramp fix ပေါ့နော်ဖြိုးကကျွတ်တက်တဲ့အတွက် cramp fix တဘိုးယူသွားပါတယ်ကျွတ်တက်လို့ရှိရင်ကောက်ွယ်လို့ရမှာနော်ကျွတ်တက်ခင်တောင်းရအောင်လို့ယူသွားပါတယ်ဝစီလေးပေါ့နော်ဝစီကတော့ emergency case တခုခုဖြစ်ခဲ့ရင်ကိုခေါ်လိုက်ပိုင်းမကြားခဲ့ရင်ပေါ့နော်ဝစီလေးနဲ့ဆိုတော့အဆင်ပြေပေါ့နော်ဝစီလေးယူသွားပါမယ်ဒါလေးက electrolytes လေးပါဒါကတော့ဓာတ်စားပေါ့နော် electrolyte ကလည်းတဘူးလုံးယူအောင်ခွဲယူရမှာပါဒါလေးတယ်ပေါ့နော်အပြတ်တော့ရေစူးဆေးပြလေးဆိုလေခွဲယူသွားရင်တော့အဆင်ပြေဒီ dehydration ဖြစ်ရင်ကျွတ်တက်မှာဖြစ်တဲ့အတွက်ဖြူ electrolyte ကိုတေချာလေးယူသွားမယ် soft stick လေးယူသွားမယ်နောက်ပြီးစားကြအနေနဲ့ကြတော့protein bar နှစ်ထုပ်ပေါ့နော် protein bar နှစ်ခုပေါ့နော် energy bar protein bar နှစ်ခုယူသွားမယ်နောက်ပြီးတော့ dry fruits ပေါ့နော် dry fruit ကတရသီး6နနက်သီး6 cranberry 6စပစ်သီး6ဆိုပြီးယူသွားတယ်စွန်ပလွန်သီးကအရင်ကောင်းတယ်ဒါပေမဲ့ဖြူရှာဝယ်လို့များတဲ့အတွက်မယူပါဘူးဒါပေမဲ့ station မှာစွန်ပလွန်သီးကျွေးမယ်လို့ပြောတယ် nuts လည်းကျွေးမယ်ဆိုတော့ဒီလောက်ယူသွားရင်အဆင်ပြေတယ်ပေါ့နော်ဒါလေးကတော့ headlamps လေးပါ headlamps လေးကကြတော့ဖြူရတာလွတ်တာက9နာရီ15မှာလွတ်မယ်ဆိုတော့မှောင်နေတဲ့အတွက် headlamps လေးသုံးပါမယ်နောက်ပြီးအုတ်ထုပ်ပေါ့နော်ဘာကြံလေးလဲဆိုတော့ဒါ soft stick ပါပြီး gel ပေါ့နော် gel ကတော့9ထုပ်ယူသွားမယ်9ထုပ်လုံးနဲ့ကုန်ချင်မှကုန်မယ်ပေါ့နော်9ထုပ်ယူသွားပါမယ်တော့နောက်တစ်ခုကတော့ဖက်နဲ့ပေါ့နော် tray shoe ပါဟိုက speaker 6ပေါ့နော်ဒီဖက်နဲ့ပဲဖြူကစီးနေကြဆိုတော့ tray ဘွဲရေဖြူဒီဖက်နဲ့ပဲပြေးနေကြ training လုပ်နေကြဆိုတော့ဒီဖက်နဲ့အဆင်ပြေတဲ့အတွက်ဒီဖက်နဲ့လေးယူသွားပါမယ်ဆိုတော့ဒါပါပဲရှင်တိုင်ဝင်နေကြရင်ဖြူဝင်းမဲ့အဝင်စားတွေယူသွားမဲ့ gear စီးတွေပြောပြခြင်းဖြစ်ပါတယ်အားလုံးပဲတိုင်ဝင်နေကြရင်ပြန်တွေ့ပါမယ်တတာ see you